မင်္ဂလာပါရှင်ဒီနေ့တော့အာလူးချောင်းလေးတွေကိုအိမ်မှာဘယ်ချိန်ဖြစ်ဖြစ်စားလို့ရအောင်ပြုလုပ်သိမ်းဆည်းထားမဲ့ပုံလေးတွေကိုရိုက်ကူးသွားမှာဖြစ်ပါတယ်ပထမဦးစွာဒီအာလူးလေးတွေကိုအခွန်လွှာပါမယ်ရေဆေးပါမယ်အာလူးချောင်းလေးတွေကိုအတွန့်လေးတွေပါတယ်ဓားလေးနဲ့လှီးပြီးသွားတော့ရင်ဒီကဲတက်တာထဲမှာသိမ်းဆည်းတဲ့အထိပြုလုပ်သွားမဲ့ပြုလုပ်ပုံအစဉ်စဉ်ကိုရိုက်ကူးသွားမှာဖြစ်ပါတယ်ရှင်အခုလိုမျိုးအာလူးလေးတွေကိုဒီလိုဓားလေးနဲ့အာလူးချောင်းကြော်ဖို့အတွက်လှီးပြီးသွားတဲ့အခါမှာတော့ရေနဲ့2ခါလောက်ထပ်ဆေးပါမယ်ပြီးသွားရင်စားလေးရယ်စနွင်းလေးနည်းနည်းရယ်နဲ့ရေနဲ့ပြုတ်ပါဦးမယ်ရှင်အခုလိုရေ2ခါဆေးပြီးသွားရင်ရေလေးနဲ့နိုင်ဝက်လောက်ခဏစိမ်ထားပါဦးမယ်ရှင်ပြီးရင်တော့စားလေးရယ်စနွင်းလေးရယ်ထည့်ပြီးတော့ပြုတ်ပါမယ်အာလူးချောင်းလေးတွေကိုပြုတ်ပါမယ်စနွင်းမှုတ်လေးနည်း
ထည့်လိုက်ပါမယ်စားလေးလည်းနည်းနည်းထည့်လိုက်ပါမယ်အာလူးလေးထည့်လိုက်ပြီးတော့ရင်ခဏပဲပြုတ်လိုက်ပါမယ်ဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ပွက်ဆူလာပြီးတော့ရင်ဒီလိုအာလူအနေထားလေးဒီလောက်လေးပေါ့နော်အရန်ကြီးလည်းပျော့မသွားပါဘူးပေါ့နော်အရန်ကြီးလည်းပျော့မသွားအောင်3မိနစ်လောက်ဒီပြုတ်လိုက်ပြီးသွားရင်ရှည်စစ်ထားပါမယ်အာလူလေးတွေကိုပြုတ်ထားပြီးတော့ရင်စစ်ထားပါတယ်ပြီးရင်စီလေးနဲ့ကြော်ပါမယ်အာလူးကိုဒီလိုမျိုးချိုးလိုက်တဲ့အခါမှာအရန်ကြီးလည်းမပြော့ဘူးအရန်ကြီးလည်းမမာတဲ့ဒီလိုအနေထားလိုမျိုးလေးရောက်အောင်ပြုတ်ထားပါမယ်အာလူးချောင်းလေးတွေကိုကြော်တဲ့ခါမှာလည်းပဲစီးတဲ့ကိုအာလူးချောင်းနည်းနည်းပဲထည့်ပြီးတော့ရင်ကြော်ပါမယ်အရန်အကျက်ကြီးမကြော်ပါဘူးကြော်ပြီးသွားရင်ဒီဟာလေးကိုအာလူးချောင်းလေးတွေကိုစစ်ထားပြီးတော့ရေခဲတစ်တာထဲမှာအခဲခန်းမှာပေါ့နော်တိန်ထားပြီးတော့ရင်ရက်ကြာစားလို့ရပါတယ်ဒီလိုနေထားလေးရောက်တယ်ဆိုရင်တော့စစ်ထားလိုက်ပါတော့မယ်။ဒီစီအိုးတွေကနေပြီးတော့ချပြီးတော့စစ်ထားပါမယ်ရှင်။အာလူးလေးတွေကိုအချောင်းမုတ်ဖဲနဲ့ပြပြအပြားလေးတွေပေါ့နော်။ပပအပြားလေးတွေလုပ်ပြီးတော့ရင်လည်းကြော်လို့ရပါတယ်။အချောင်းလေးတွေလိုပဲအပြားလေးတွေကိုပြုတ်ထားပြီးတော့စီလေးနဲ့တခါကြော်ထားပြီးတော့ရေခဲတစ်တာထဲမှာတိမ်ထားပြီးတော့စားလို့ရပါတယ်ကိုစားကန်လေးကြတော့မှထုတ်ပြီးတော့ရင်ကြော်လို့ရပါတယ်ကြော်တဲ့ခါမှာတော့အာလူးကိုအများကြီးမထည့်ဘဲနဲ့နည်းနည်းချင်းစီပဲထည့်ပြီးတော့ကြော်ပါမယ်ဒါကတော့အာလူးအပြားလေးတွေကိုကြော်နေတာဖြစ်ပါတယ်အရန်အကျက်ကြီးမကြော်ပါဘူးကိုစားကန်လေးကြတော့မှဒါလေးကိုရေခဲတစ်တာတွေကိုထည့်ထားပြီးတော့ရင်ကိုစားကန်လေးကြတော့ပြန်ထုတ်ပြီးတော့မှသေချာကြော်စားမှာဖြစ်ပါတယ်အာလူးလေးတွေကိုကြော်ပြီးတော့ရင်စီအိုးထဲကနေချပြီးတော့စီစစ်ထားပါတယ်အာလူးချောင်းလေးတွေကိုကြော်ပြီးတော့ရင်စီစစ်ထားပါတယ်ပြီးရင်လေးလုံးအိတ်ကလေးတွေကိုထည့်ပြီးတော့ရေခဲတစ်တာရဲ့အပေါ်တက်ထဲမှာထည့်ထားပါမယ်စီစစ်ပြီးသွားတဲ့အာလူးလေးတွေအာလူးကြော်လေးတွေကိုဒီလေးလုံးအိတ်ကလေးထဲမှာထည့်ပြီးတော့ရင်ရေခဲတစ်တာရဲ့ဖရီဇာထဲမှာထားပါမယ်လေးလုံးအိတ်မဟုတ်လို့ကျွတ်ကျွတ်အိတ်နဲ့ထည့်လေရပါတယ်
အခုလိုမျိုးအာလူးချောင်းလေးတွေကိုပြုတ်လုပ်ပြီး freezer ထဲမှာထည့်ထားပြီးတော့ကိုစားခြင်းတဲ့အချိန်မှာကြော်စားလို့ရပါတယ်